အဲ့ဒါလွင်ချိတ်ဒီအဲ့ဒုက္ခဝေဒနာကိုမှာပေါ်သည်ဒုက္ခဝေဒနာကိုမှာပေါ်သည်လို့မဟုတ်ဘူးလားလူတွေနဲ့ပတ်သက်ပြီးတော့မှအခုကာလမှာမိုးမှာလို့ပြုလို့အလင်းမှာချိတ်စရာပြုတ်တယ်မရှိတော့ဈေးမသွားဘူးလားဈေးနာကြတော့ချော်လဲတာပေါ့ဒူးကပဲ့ချီမာကြီးကခြေသေးတွေကလမ်းတွေးတွေထွေးလို့မငိုဘူးလားမငိုဘူးလားနာတယ်လို့မငိုဘူးလားနာတယ်လို့မငိုဘူးလားအဲ့ဒါစေနာကိုမှဖြစ်တယ်ဒီဘောမကောင်းလားအဲ့လာနဲ့ရေနွေးလေးပါလေးနဲ့တခါတည်းဆိုတွေးတွေပါတယ်မဆေးရဘူးလားဆေးပြီးတော့သူတဲ့တင့်တော်တဲ့ဆေးဖို့လင်းရတာပေါ့ပတ်ဒီဆက်ထားလိုက်တာပေါ့4-5ရက်လောက်ကြာတော့သက်သာမလားဘူးလားကောင်းကနဲ့អော်ပြီးတော့နန်နေတဲ့ဒုက္ခဝေဒနာရှိရလားမရှိပါဘူးဗျာဒါဆက်အမြဲတည်းဖြစ်နေလားဆက်ခါတစ်ခါလားဆက်ခါပါကိုမှဖြစ်တာအမြဲတမ်းဖြစ်တာနိတိသောဝိရတော့မဟုတ်ဘူးလားဟုတ်ပါဘူးထိုင်တဲ့တစ်ချိန်နဲ့ဖြုတ်ဖြုတ်တုံနဲ့ဖြစ်ဖြစ်နေတာနော်ဟောကအောင်နဲ့တကားနာနဲ့တကားကျင်းနဲ့တကားကြိုက်လိုက်မူးလိုက်ဝေလိုက်မနေပြီဘူးလားမရဲမနှားဘူးနော်အဲ့ဒါကိုခံနေရတာပေါ့အဲ့ဒါအမြဲတမ်းခံနေရချင်းအောင်သူ့သစ္စာပေါ့ဟောကဆေခတကဖြစ်တာသစ္စာထက်ကြလားအောင်ဒုက္ခဝေဒနာကိုမှပေါ်တာပေါ့ရှိရင်းတော့ပျောက်သွားတဲ့ကဒုက္ခဝေဒနာကိုမှပေါ်တယ်မဟုတ်ဘူးလားအဲ့ဒါအကျိုးပြစ်ကိုသိဖို့လိုတာပေါ့အဲ့ဒါအကျိုးဝိပါကဝါခန္ဓာအဲ့လိုရှောင်လို့မရဘူးနော်အဲ့လိုသိတော့ကဒေါသစိတ်ဖြစ်သေးရလားအဲ့ဒါကိုယ်တန်တော့စိတ်မနာခြင်းနေပေါ့အဲ့လိုလေ့လာဖို့မကောင်းလားသဘောကျတာမကျတာကမိမိစိတ်မှာဖြစ်တာတောမနာဝေဒနာစိတ်မှာပေါ်သည်ဒေါမနတာဝေဒနာစိတ်မှာပေါ်သည်မဟုတ်ဘူးနော်ဥစ္စေကဝေဒနာကမျက်စိမှာပေါ်တယ်နားမှာပေါ်တယ်နှာမှာပေါ်တယ်လျှာမှာပေါ်တယ်လည်းမဟုတ်ဘူးလားအဲ့ဒါသိလို့ခန္ဓာဖွဲ့ရတာအဲ့လိုအကျိုးပြည့်သိတဲ့ကတော့လောဘဖြစ်ခွင့်ရပါမလားဒေါသဖြစ်ခွင့်ရပါမလားအဲ့ဒါကြောင့်မလို့ရာဂကြောနိဗ္ဗာန်ဒေါသကြောနိဗ္ဗာန်လည်းမဟုတ်ဘူးလားလူရင်းချက်ကတော့တဏှာသေးမှာဒိဋ္ဌိပြုတ်ဖို့အရေးမကြီးလားဒိဋ္ဌိပြုတ်တဏှာဆိုလက်လာလို့လွယ်တာပေါ့စဉ်းစားဖို့မကောင်းလားဒိဋ္ဌိမပြုတ်ဖက်တဲ့တဏှာသက်လို့ရပါမလားမရဘူးပဲနော်တဏှာသက်ကဘာလို့တော့သိပေကြီးတပင်အရွတ်တရားဝေဖြာနေတာပေါ့အမိုးတွေဘာလို့လဲထိကြတာပေါ့နော်အဲ့ဒါနဲ့အမိုးတွေကပြည့်ဟောလို့လမ်းနေလို့ထိကြအရင်ကနေခုတ်ပြလိုက်တာပေါ့ငုတ်ကိုကြီးပေါ့နော်မိုးကြတော့ကအတိတ်တွေပွားပြီးတော့ပေါက်မလာဘူးလားအဲ့ဒါကပိုးပြီးတော့တန်မလာဘူးလားအဲ့ဒါတဏှာသက်တာနဲ့တူတယ်စိစိပေါ်မကောင်းလားဒါဒိဋ္ဌိသက်ဖို့လို့တာနော်ဒိဋ္ဌိတတ်အဝိဇ္ဇာချိုးလို့ဒိဋ္ဌိပြုံးတာအရင်ကရေတော့မြက်ပြုတ်သွားတာပေါ့ရေတော့အရင်လဲတော့ဖြားထင်းပြတယ်လို့မဟုတ်ဘူးအဲ့ဒါညာတပညာမှာပြည့်ညက်ပြမပိုင်းခြားဖို့လို့တာစိစိပေါ်မကောင်းလားခြီးဆက်ကောင်းတို့တကိုယ်လုံးစံပြားကနေခြီးပြအရောက်စမ်းကြည့်နော်မာရဏိပြောတာပဲတွေ့မယ်ကိုယ်ထင်တာကလူပေါ့နဲ့ပေါ့ယမပေါ့တွေ့တာကလူလားမာတဲ့သဘောနဲ့လားမာတဲ့သဘောယမလားမာတဲ့သဘောမာတယ်လို့သိတဲ့အချိန်လေးမှာခြီးတွေလက်တွေတွေ့ရလားမာတယ်လို့သိတဲ့အချိန်မှာပုဂ္ဂိုလ်သတ္တဝါတွေ့ရလားမာတယ်သိချိန်မှာလူနဲ့ဓမ္မတွေ့ရလားအောက်ရလို့မတွေ့ကြဘူးအဲ့ဒါယုံကြည်ဖို့လိုတယ်နော်ယုံကြည်ရင်အဲ့ဒီခန္ဓာဆိုဒိဋ္ဌိမပြုတ်ဘူးလားအမဟုတ်ဆရာတော်ဘုရားကြီးမဟုတ်လားယုံကြည်ကြမှာစိတ်ဖြောင်းစွာနဲ့လွန်စွာအထုတ်နိုင်တဲ့ရုပ်ကိုခြေထုတ်ဉာဏ်ဤငါ့ရင်မှန်မြင်မရကြောင်းတော့မဟုတ်ဘူးလားမနစ်စာအထုတ်ညနေရတယ်နော်ညနေအထုတ်မနစ်စာရတယ်လည်းမဟုတ်ဘူးလားအခုတလလေးလည်းမရဘူးတစ်နှစ်ရလည်းမတွေ့ဘူးပေါ့လဲလွဲနေတာစိစိပေါ်မကောင်းလားအဲ့ဒါလွဲချိတ်တွေကွယ်နော်ထိတိမိမဲ့သဘောပေါက်ဖို့လို့တဲ့လက်တွေပြည့်တွေရှင်းနေပေးရမယ်ဆိုရင်အစွဲဖြုတ်ဖို့အဓိကတန်ဖြာတိတစ်လုံးအရေပေါ်ဖို့ရင့်ရင်ပေါ့နော်ခွဲကြည့်လိုက်ပေါ့40စိတ်စားနေတူစားလိုက်ဘယ်လိုတွေ့မလဲ